မင်္ဂလာပါရှင်ကျောင်းသူကျောင်းသားအများစုမှားလိမ့်မှထားရှိတဲ့ Bottomless rule ဆိုတာလေးကိုရှင်းပြပေးထားပါတယ် Bottomless rule ဆိုတာဘာလဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင် B ဆိုတာက bracket ကွင်းစကွင်းပိတ် O ဆိုတာက order ထညွန် D က division အစား M က multiplication အမြောက် A က addition အပေါင်း S က subtraction အနှုတ်တစ်စင်ပြီးတစ်စင်တွေ့ပြပါမယ်ရှင်Bottomless rule ပေါ့နော်အလွယ်ကူဆုံးပုံစံလေးကိုပေးထားတယ်၊ကွင်းစကွင်းပိတ်ပါတယ်အဖြစ်မှန်လေးတွေလည်းပေးထားတယ်ပေါ့နော်အဲ့တော့အစားတွေဘာတွေလည်းပါတယ်ဆိုစပြီးတွက်ကအောင်6အစားနှစ်သူကအရင်တော့ bottomless ဆို B bracket ကိုအရင်စရှင်းရမှာဖြစ်တဲ့အတွက်ကြောင့် bracket က1 + 2ကိုပေါင်းတော့3ပြီး multiply ပေါ့နော် bracket ညမှာ multiply ထည့် bracket ပြီးတော့ order ကပါမလား order မပိုင်း division D က division ဆိုတော့ division က6အစား2ကိုစလိုက်တော့3အမြောက်3 division ပြီးမှ multiplication ဆိုတော့3အမြောက်3က9ဒါဆိုအဖြေမှန်က B 9ဖြစ်ပါတယ်ရှင်ဒါလေးကကြတော့အပေါင်းလဲပါတယ်အစားပါတယ်ထညွန်းပါတယ်အမြောက်เนาะထညွန်းနေ bracket တွေအကုန်ပါတယ်ပေါ့เนาะကွင်းစကွင်းပိတ်အဲ့တော့ BOTMAS ဆိုပြီးတော့ရေးလိုက်တယ်သူကဒါမှဒါ bracket ကိုရှင်းမယ်ပြီးထညွန်းရှင်းမယ်အဲ့လိုမျိုးသိအောင်ပေါ့เนาะ division မှတည်အဆင့်စီသွားမှာဆိုတော့လေအရင်ဆုံး bracket ကိုစပြီးရှင်းရမယ် B ဆိုတော့ BOTMAS ဆို bracket ကိုရှင်းအဲ့တော့ကျန်တဲ့4လေးအပေါင်းbracket ကိုရှင်းမယ်ပေါ့နော်12ကို2နဲ့စားတော့6ပြီးရင်ထပ်ညွှန်း3ကိုရေးမယ်အမြောက်6ပြီး bracket ပြီးတော့ order ဆိုတော့ထပ်ညွှန်းကိုရှင်းရတော့ပါမယ်အဲ့တော့6 power 3ကိုရှင်းမယ်ဆိုအရင်ဆုံး4အပေါင်း6 3တက်ကိုရှင်းမယ်6 3တက်ကဘယ်လောက်လဲဆိုရင်216အမြောက်6ဟောတော့ပြီးသွားရင်ဗာ division ကမရှိဘူးမရှိ multiplication ကိုသွားမယ်multiplication သွားမယ်ဆိုရင်4အပေါင်းခဏတာ216နဲ့6နဲ့မြောက်တာကိုရှင်းပါမယ်မြောက်လိုက်တော့1 2 9 6ရပါတယ်ပြီးသွားတော့မှ multiplication အမြောက်ပြီးတော့အပေါင်းပေါ့နော် A က addition အပေါင်းကိုသွားမယ်ပေါင်းလိုက်တော့ဖြေက1300ရပါတယ်ပု္ပ္ပစာလေးကတော့နည်းနည်းပိုရှည်ပြီးပိုခတ်သွားပြီအဲ့တော့အကုန်ပါတယ်ပေါ့နော်အထက်ညွှန်းနေရောဒီကွင်းစကွင်းပိတ်ကွင်းစကွင်းပိတ်ကအရှိတစ်ခုနောက်တစ်ခုပါတယ်ဆိုရင်အရှိဟာကိုအရင်ရှင်းရပါမယ်အဲ့မှာရှေ့ထဲမှာနှစ်ထပ်ဆိုထက်ညွှန်းပေါ့နော်ထက်ညွှန်းနှစ်ထက်က4ကိုရေးမယ်ပြီးရင်3 4ဒီဆက်နှစ်တော့ရှေ့ကွင်းကိုရှင်းလိုက်ရှေ့ကွင်းကိုလုံးဝ simplify ဖြစ်အောင်ရှင်းမယ်ပြီး power ရေးမယ်နောက်ကိုဒီတိုင်းပဲပြန်ချရေးမယ်နောက်ကိုဒီတိုင်းပဲပြန်ချရေးမယ်အဲ့လုံးဝအရှိကလုံးဝ simplify ဖြစ်သွားတော့မှဒါနောက်ကိုရှင်းမယ်ပြီးတော့မှရှင်းတဲ့နောက်ကိုရှင်းမယ်ပေါ့နော်အဲ့တော့16 square နောက်ကိုဒီတိုင်းပဲပြန်ချရေးလိုက်ပါဦးမယ်16 square ကဘယ်လောက်ရမလဲဆိုတော့256ဒါလုံးဝ simplify ဖြစ်သွားပြီပေါ့အဲ့တော့နောက်ကိုရှင်းတော့မယ်နောက်က bracket ကိုရှင်းမယ်ဆို divide အစားကိုဒီတိုင်းရေးမယ်အနောက်မှာခွင်းထဲမှာအစားနဲ့ဘာနဲ့တွေ့လဲဆိုအမြောက်နဲ့နှစ်ခုကိုတွေ့အမနောက်က bracket နောက်ကကွင်းစကွင်းပိတ်ထဲမှာအစားနဲ့အမြောက်နှစ်ခုကိုတွေ့မယ်အဲ့ဒါကိုတတိထားပါအဲ့တော့ဘယ်ဟာကိုစရှင်းရမလဲဆိုရင်အစားကိုအရင်စရှင်းရမယ်ဘာလို့လဲဆိုတော့ bottomless မှာ DM division ကအရင် multiplication ကအနောက်ကလာတဲ့အတွက်ကြောင့်အစားကိုအရင်ရှင်းရမယ်4ကို2နဲ့စားတော့2ပြီးဝင်းစာကွင်းမိတ်ပြန်ရေးပေးပါအောင်မယ်အမြောက်9ပြီးတော့မှအပေါင်း2အဲ့လိုတစ်စင်ချင်းရှင်းတာကအမှားဖို့အရင်နဲပါတယ်အစစ်နေကြော်လာရင်မှားဖို့များတယ်ပေါ့နော်အဲ့တော့10အပေါင်း2နဲ့9နဲ့မြောက်လိုက်တော့10ပြီးတော့နောက်ဆုံးကဘာဖြစ်သွားပြီလဲအစားနဲ့အပေါင်းပဲကျန်တော့တယ်ဆိုရင် division နဲ့ addition မှာ D ကအရင်လာတာမို့လို့အစားကိုအရင်ရှင်းမယ်256ကို10နဲ့စားတော့25.6ပြီးရင်အပေါင်း2နောက်ဆုံးကတော့အပေါင်းကိုရှင်းမယ် addition ပေါ့နော်29.6ရပါတယ်ရှေ့ညီမချင်းလေးတွေရေးဖို့မိသွားလို့ညီမချင်းလေးတွေချပေးပါဒါနောက်ဆုံးလုံးဝ simplify ဖြစ်သွားပါပြီအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်